ဘောလုံးဝါသနာရှင်ညီကိုတွေအားလုံးမင်္ဂလာပါဗျာကမ္ဘာဖလားပွဲစဉ်တွေကိုဒီဖုန်းထဲကနေပြီးတော့တိုက်ရိုက် live ဘယ်လိုကြည့်လို့ရမလဲဆိုတာရှာမတွေ့သေးလို့ရှိရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားပြီเนาะရမ်းလွယ်ပါတယ်ဗျာအရင်ဆုံးမိမိဖုန်းထဲကနေပြီးတော့ browser တစ်ခုခုကနေပြီးတော့ Google ကိုသွားလိုက်ပါပြီးလို့ရှိရင် search bar မှာ Soko Live လို့ရိုက်ရှာပေးပါဗျာ Soko Live လို့ရိုက်ရှာပေးเนาะရှာလို့ရလာတဲ့အထက်ကနေပြီးတော့ပေါ်ဆုံးမှာဒီအဝိုင်းအောင် logo စာလုံးလေးနဲ့ Soko Live link ကိုနှိပ်ပြီးတော့ဝင်လိုက်ပါအဲ့ဒီထက်ရောက်လို့ရှိရင်ကမ္ဘာပွဲစဉ်တွေအားလုံးကိုဒီမှာ CCG နဲ့တွေ့ရမှာဖြစ်ပြီးတော့ကိုကြည့်ချင်တဲ့ပွဲကို click နှိပ်ပြီးကြည့်လိုက်ရုံပါပဲเนาะကျွန်တော်ညကန်တဲ့ Mexico နဲ့တောင်အာဖရိကပွဲကိုကြည့်ကြတာလေးပါရုပ်ထွက်လည်းအရန်ကောင်းတယ်ဗျ line ဆွဲရတယ်လုံးဝမထစ်ဘူးရုပ်ကြည်ကြည်လေးလေးလည်းကြည့်လို့ရတယ်နော်ဘောလုံးဝါသနာရှင်ညီကိုရီအတွက်အသုံးဝင်မဲ့ knowledge လေးကို sharing လုပ်ပေးတာမို့လို့အားလုံးပဲအဆင်ပြေပြေနဲ့ပျော်ပျော်ပါပါကြည့်ရှုနိုင်ကြပါစေဗျာ